ငငယ်လေးကအငြင်းတက်လို့ကျွန်တော်နဲ့ဆိုဘသူမှတိတ်မစော့ချင်ဘူးလို့ပြပြလာခဲ့တဲ့ Jace ဒီနေ့တော့တခုပဲမေးချင်ပါတယ်အားရှိလားအားရှိတယ်တိတ်တော့ရှိရခေါ်တယ်ကိုကချာပြီလားပြီလားဖြစ်ရဲ့ဒါအငင်းသက်ဆုံးပဲမှာဖြစ်တဲ့ပုံကြီးလားအမရေဘယ်လိုပြောရမလဲအဲ့ဒါကတော့ညင်းတာကျွန်တော်ညင်းတာညင်းတာမဟုတ်ပါဘူးနော်တက်တက်နဲ့ရှင်းနေတာယူတာပေါ့ကျွန်တော်အနိုင်တော့မယူပါဘူးဒါကျွန်တော်ကနည်းနည်းဘယ်လိုပြောမလဲငငယ်တုန်းကလည်းအဲ့လိုပဲကျွန်တော်ဟုတ်တယ်ဖះเจ้าမှာဆိုလို့ရှိရင်ကျွန်တော်အဲ့လို Christmas တွေပါဂိမ်းတွေဆော့ရတယ်အဲ့လိုလွတ်လပ်ရေးနေ့တွေပါဆိုလည်းဂိမ်းတွေပါဆော့ရတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ကအရင် main ကလေးနဲ့အပြိုင်ဆော့ပြီးညင်းတော့လေကျွန်တော်လည်းဆိုတိတ်ပြီးတော့မဆော့ကျင်ကြဘူးကျွန်တော်ဒါပေမဲ့ဒီမှာကျတော့လေဟာတောင်းပန်ပါတယ်အားလုံးကျွန်တော်ညင်းကင်းပြီးကျွန်တော်မှားတာရှိရင်အားလုံးခွင့်လို့ပေးကြပါအကိုတွေမားတွေရောကြည့်ရှုနေတဲ့ပရိသတ်တွေရောကျွန်တော်ဒီကနေတောင်းပန်ပါတယ်ကျွန်တော်ညင်းကင်းမိတယ်လို့ထင်ပါတယ်ဟုတ်သူလည်းပြောတယ်သူကကျွန်တော်ကိုထိုးကြွေးလိုက်တယ်နော်အမအင်တာဗျူးမှာလေမမမကြီးစားရညင်းတက်တော့တဲ့ဟိုမျိုးဖြစ်မှကြောက်တယ်ကျွန်တော်ပြန်ကြည့်လိုက်တော့လေကျွန်တော်ညောက်တိတ်တော့လည်းမကွာဘူးနော်တူတော့ပဲညင်းတာတော့ကျေးဇူးပေါက်ရတယ်ကျေးဇူးပေါက်ရတယ်ကိုရှုပ်နေဒီလိုရှေ့ကိုရှေ့ကိုဆော့လို့ကိုကျွန်တော်တို့ကတကယ်ကြောက်လေဗလာလေးရအရင်သေးနေတော့လေလေပဲပါဇက်နဲ့ပဲအနိုင်ယူနေရတာပါအဲအကြောင်းကိုလေးကဖေးထိုးတာနော်ဝင်ကမိုးနဲ့ဖတ်လိုက်ညားလိုက်တဲ့ဟာအဲ့ဒါတော့ဒီပဲစီးထိုးတာရဒီဘာမှမစားရဘူးဒီကိုကြီးအဲ့တော့ကျွန်တော်ညီကိုနှစ်ယောက်ရဲ့moment လေးပေါ့နော်အားလုံးလည်းကျွန်တော်နှစ်ယောက်ကိုဒီဆက်လီဆိုင်ပြိုရေးမှာအရင်ချစ်ပြီးတော့အားလုံးအားပေးကြတဲ့အတွက်ကြောင့်လည်းဒါကျွန်တော်ဒီကနေပဲကျေးဇူးအများကြီးတင်ချင်ပါတယ်အခုတော့မှသူနဲ့တော့ကျွန်တော်သိပြီးတော့မတွေ့ဖြစ်တော့ဘူးအရင်အောင်မြင်နေပြီဝင်းကမိုးရုပ်ရှင်တွေရော series တွေရောလက်မလဲဘူးကျွန်တော်နဲ့တော့တိတ်မတွေ့ဖြစ်တော့လို့အလုပ်တွေမ